အားလုံးပဲမင်္ဂလာပါဒီနေ့ဒီ Net 21မြန်မာစီမံစနစ်ကလေးနဲ့ပတ်သက်ပြီးတော့every student စကြတဲ့နဲ့ပတ်သက်ပြီးတော့စိတ်ပါဝင်စားသူတွေအတွက်လုပ်ပေးထားတဲ့ဟာလေးပေါ့အဲ့သူကဒီမှာဖိုတာလေးတစ်ခုစောက်အဲ့ဒီဖိုတာလေးမှာဘာပါမလဲဆိုတော့ဒါလေးတွေပါတာပေါ့အဲ့ဒီမှာသူကဒီတဲကသူဘာလုပ်ထားတာလဲဆိုတော့ဒီအလွယ်တကူပေါ့နော် package တွေလုပ်ထားတယ်အဲ့ဒီ package လေးထဲမှာဒါလေးတွေပါတယ်ဘာနဲ့အလားတန်တူလဲဆိုတော့ဒီစလင်းတုံတုံက portable လေးလို့ portable လုပ်ထားတယ်အဲ့ဒီမှာကြည့်အောင်အဓိကအလုပ်မှာတာအဲ့တော့ဒီမှာကသူကဘလို့လုပ်တယ်လဲဆိုတော့เนาะဒါလေးကိုခဏဖွင့်ပြမယ်အဲ့ဒီမှာခဏနေအဲ့ဘလို့လုပ်တယ်လဲဆိုတော့ပထမဦးဆုံးဒီ MRC မြန်မာ student folder ထဲဝင်လိုက်မှာ start เนาะဘယ် file လေးရှိတယ် start ဆိုတဲ့ဟာလေးကိုနှိပ်လိုက် auto သူက browser ထဲဝင်သွားမယ် Chrome browser ထဲဝင်သွားမယ်အဲ့ browser ထဲမှာ system လေးတွဲပြီးပါလာမှာဒီ Chrome ဘက် file လေးကိုလည်းဒီမှာလုပ်ပြီးထားတယ်ဒါစတဲ့ဟာလေးပေါ့နောက်ကကြတော့ तू ကအဓိကပေါ့နော်ဒီမှာဒီ MRC မှာပါတဲ့ဟာလေးတွေ HTML ပါတယ် web file လေးက3ခုတောင်ပါတယ်နောက်က readme လမ်းညွှန်လေးပါတယ်ပေါ့နော်အဲ့တော့ तू ကကုတ်တရားဟိုထဲမှာထည့်ပြီးသားနော်အဲ့တော့ဒီမှာအဲ့ဒါလေးတွေနဲ့ तू လုပ်ထားပြီး तू run နေပြီနော် run နေတော့ဒီမှာ तू ကဘာလဲဆိုတော့ဒါ home page တီးပေါ့နော်အဲ့ဒီမှာဒီ MRC စနစ်ကအခုနောက်ပိုင်းကတော့ तू ကဟိုပါပေါ့နော် RDA လို့သူတဲ့အစစ်မြင့်တဲ့ဟာတွေပေါ်လာတယ်အဲ့ဒါပေမဲ့ဒါကတိထားတဲ့နေဆိုတဲ့အနေထားလေးနဲ့ဒီဟာတွေကိုကြော်သွားတာအမှန်တော့ဒါပေမဲ့ဒါလေးတွေကတိထားတဲ့နေဆိုတဲ့အနေထားနဲ့ဒါပြန်လုပ်ပြီးထားတာအဲ့ပင်မစာမျက်နှာမှာ तू ကကြည့်လိုက်ဒီမှာအသစ်တွေထည့်မယ်ဒီမှာဆိုမှတ်တမ်းတွေရှိမယ်ဒီမှာကျတော့ print ထုတ်မယ်ပေါ့အဲ့လိုလေးတွေရှိတယ်ဒီမှာကျတော့ तू ကမှတ်တမ်းအသစ်ထည့်ဆိုတဲ့ဟာလေးအဲ့ပင်မစာမျက်နှာအောက်ကိုခဏသွားလာအဲ့ तू ကရှာဖွေခြင်းနဲ့ဆိုရင်လည်းဘာနဲ့ရှာမလဲ print ထုတ်ခြင်းနဲ့ဆိုရင်လည်းရတယ်နောက်ဆုံးမှတ်တမ်းလေးတွေဆိုရင်ဒါလေးတွေ तू ထည့်ပေးထားတယ်အဲ့တော့ဒီမှာဥပမာပေါ့နော်ထည့်တဲ့ဟာတွေကတော့ဒါမပြတော့ပါဘူးဘာလို့လဲဆိုတော့သိမခက်လို့မှတ်တမ်းများဒါအဲ့တော့သူ့ကိုအသစ်ထဲတော့မယ်ဆိုရင်တော့သူကခုနအပေါ်မှာဆိုမီနူဘာလေးပေါ့နော်အဲ့ဒီမှာသူကဘာရှိလဲဆိုတော့အသစ်ထဲရန်ဆိုတဲ့ဟာလေးပါတယ်အဲ့ဒီအသစ်ထဲရန်ဆိုတဲ့ဟာလေးမှာနှိမ့်လိုက်ရုံပဲအဲ့ဒီမှာအသစ်ထဲရန်ဆိုတဲ့ဟာလေးကိုနှိမ့်လိုက်မယ်အဲသူကဒီထက်မဲ့ဟာလေးဒီမှာနမူနာလေးတွေသူပေးထားတယ်အဲ့မှာလိုက်ရိုက်ရုံပဲလိုက်ရိုက်တယ်ဆိုတာဒီဟာကအော်တိုပြောင်းမှာဒီနေရာကနေစပြီးတော့လိုက်ရိုက်တက်လေးကိုခုံစာမီ205စာရေးသူက100ပုံနှိပ်ချိန်250တက်လေးကိုခုံနောက်ပြီးတော့ထုတ်ဝေသူနော်260ထုတ်ဝေသူမှာ3ခုရှိတယ်အဲ့မှာဒေါ်လာဆိုင် ABC နဲ့သူတွားမယ်နောက်ကကျတော့300မှာလဲဒေါ်လာဆိုင် ABC နဲ့တွားမယ်
နောက်ကပညာရဲ့နောက်ကရွတ်စုဆိုပြီးနောက် तू ကတိမ့်လိုက်ပြီဆိုတာနဲ့ပြန်နေတယ် तू ကဘာပါလာလဲဆိုတော့မှတ်တမ်းမှာနမူနာပြမယ်တွင်ပြီးသားအဲ့ဒီမှာကြည့်လိုက်ဒီမှာနော်ဥမာဒါလေးကိုကြည့်လိုက်ဒါမှတ်တမ်းအသေးစိတ်ပေါ့ပြန်ဖြတ်လို့လည်းရတယ်ကဲသူ့ edit လုပ်ချင်တယ်ဆိုတော့မှာဒီမှာတော့ခုနကတော့ဒါတစ်နော်သူ့အတူဒါအော်တိုတက်မှာဒီကောင်အော်တိုနံပါတ်တွေဒီတိုင်းသွားတယ်လိုက်ရိုက်တယ်ရိုက်သွားတယ်ဘာမှမခက်ဘူးအဲ့တော့ तू ကဒီ feed တက်တွေကို तू ကအော်တိုလုပ်ပေးမယ်ပြီးတယ်လည်းပြန်တယ် तू က feed တက်တွေအောက်မှာအော်တို तू လုပ်ပေးသွားလိမ့်မယ်ဒါဆိုပြင်ဆင်ပြီးပေါ့နော်အဲ့ဒီလိုတကယ်ဒါလေးကနောက်တစ်ခုကြည့်အောင်မယ်စာရေးသူနဲ့ရှာမယ်ဆိုတော့အဲ့ဒါမှာအဲ့ဒါအားလုံးလေးရိုက်ပြီးရောသူကဒီမှာသူ့ဘာသာသူနော်အမီးဆိုရင်100ခေါင်းစဉ်သူက indicator တွေ delimiter တွေရောဒီမှာဒေါ်လာဆိုင်းပါညာဒါတွေအကုန်သူပေးသွားတယ်အဲ့သူကသူထည့်သွားတာနော်သိစေချင်တာပါလဲဆိုတော့ဒီရိုးရိုး AACR 1 AACR 2 AACR 3ပေါ့2R ပေါ့အဲ့ဒီမှာ तू ကဒီယာတွေမပါဘူးဒေါ်လာ MARC အဲ့ဒီကောင်နေနဲ့ तू MARC ကိုချိန်လိုက်တဲ့ခါကျတော့ဒီယာတွေကိုကျွန်တော်မဟာတက်တော့ကျတော့ကိုယ့်ကိုလိုက်ရေးနေရတာအခုကျတော့ software က auto လုပ်ပေးလိုက်တာဒါဘောပေါ်တော့ဘူးတုဒအနေနဲ့ဟောဒါလေးလည်းသိသိနေဆိုပြီးတော့လုပ်ပေးထားတာပေါ့ကဲအဲ့ခါကျတော့မှတ်တမ်းတွေခုနမှတ်တမ်းတွေဒီမှာဝင်လာတာနော်ဝင်လာပြီးတော့ကဲအဲ့ဒီထဲမှာခုနပြောသလိုထုတ်ယူမယ်ဆိုရင် print excel ဆိုပြီးတော့ထုတ်လိုက်ရုံပဲဘယ်ထဲသွားကြလဲဆိုတော့ထုတ်လိုက်တဲ့ဟာတွေကဒီ bucket ထဲမှာပဲကိုယ်သိမ့်ထားရတယ်ဟုတ်တယ်လားအဲ့ဒီ bucket လေးကိုဒီမှာဖွင့်ပြတော့တော့ second hand သွားမှာဆိုလို့နောက်တစ်ခါကျတော့ဒါပြီးပြီဆိုရင်တော့ဒါပင်မအစ်ထဲအမှတ်တမ်းများပင်မဆံမျက်နှာခဏပြန်သွားပင်မဆံမျက်နှာကနေပြီးတော့လေသူကခုနကတော့ကိုဘာတွေထည့်ခဲ့သလဲဆိုတဲ့ဒီထဲမှာဘာတွေထည့်ထားလဲဆိုတဲ့ဟာလေးတွေဒီမှာဒါလေးတွေကနောက်ဆုံးမှတ်တမ်းဆိုပြီးတော့တခုကောင်းတာပါလဲဆိုတော့ဒီ LC တဲ့သူကဓာတ်ရိုက်ကြီးချိန်ထားတယ်သိလား internet လေးပွင့်တယ်အဲ့ဒါ auto ဖြစ်တယ်ဒါပေမဲ့ဒီကောင်ကဟို offline သုံးတာပေါ့နော်အဲ့ဒီမှာခုနပြောသလိုဒီမှာလဲစုစုပေါင်းမှတ်တမ်းတွေရှိမယ်ပညာရက်တွေအနေနဲ့လဲသူကပေးထားတဲ့ဟာကိုသူပြတယ်ဥပမာကွာရှာခြင်းနဲ့ဟိတ်ဆိုတော့ကဲရှာခြင်းတဲ့ခါကျတော့ခုနပြောလို့ဒီမှာကတော့ဘာနဲ့ရှာခြင်းတာလဲဆိုတော့အကုန်လုံးရှာလို့ရအဲ့တော့လောလောဆယ်တော့အားလုံးရှာပါပဲလုတ်ပြီးတော့နမူနာတစ်ခုပြမယ်ကဲနမူနာဥပမာနော်ကဲဟောနေကဲအဲ့ဒါဆိုရင်ဒီမှာနော်အမ quality ကျူယူအေးဆိုရင်သူရှာလို့ရနေပါပြီအဲ့ဒါမှတွေ့လား quality publishing house ဆိုထွက်လာတယ်မြန်မာစက်ကဟမ်းတယ်နော်အဲ့တော့ဒီနေ့ပြောချင်တဲ့အားလေးကဒါပဲနော်ဒါလေးကိုခုနပြောလို့ပေါ့အခမဲ့ဒါက